ကိုပေးတိုင်းပြန်မရတာကလောကကြီးမှာအချက်တစ်ခုတည်းမှမဟုတ်ပါဘူးကိုတိုင်းကလွဲရင်တခြားသောအရာအလုံးဟာကိုပေးတယ်လို့ပြန်မရပါဘူးသူတို့ပေးတယ်လို့ပဲရတာပါကိုပေးလိုက်တဲ့အကူအညီမှုကိုယူသွားကြတဲ့သူတွေကလည်းကိုလိုချင်တဲ့အကူအညီကိုပြန်ပေးခြင်းမှပေးမှဖြစ်တဲ့အတွက်ကြောင့်ကိုလည်းပြန်ရခြင်းမှရမှာပါကိုပေးလိုက်တဲ့အကူအညီကိုယူသွားကြတဲ့သူတွေကလည်းကိုလိုချင်တဲ့အကူအညီကိုသူတို့ကပြန်ပေးခြင်းမှပေးမှဖြစ်တဲ့အတွက်ကြောင့်ကိုကလည်းပြန်ရခြင်းမှရမှာပါပြီးတော့မျောလင်းချက်မထားပါနဲ့တို့စိတ်ချမ်းသာခြင်းမျောလင်းချက်မထားပါနဲ့တို့မျောလင်းချက်မထားတာကစိတ်ချမ်းသာပါတယ်တို့ဘလောက်ပဲပြောပုရုဇဉ်ဆိုတဲ့လူသားကအရာရာတိုင်းနိဗ္ဗာန်ကိုအတ္တလောဘဒီနဲ့ရှင်ထားတာဖြစ်တဲ့အတွက်ကြောင့်မျောလင်းချက်ထားမိတာကတဘာဝတရားလို့တော့ပြောရမလို့ပါပဲအဲ့ဒီတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကိုပေးတိုင်းသာပြန်ရခြင်းရင်အချစ်ကိုလည်းသွားမပေးနဲ့သူတစ်ပါးကိုလည်းသွားမပေးနဲ့ကိုပဲပြန်ပေးပါအဲ့ဒါကကိုပေးတိုင်းပြန်ရပါတယ်ဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးပြောချင်တာကဘာလဲဆိုတော့မတိမချင်းစိတ်သွားတိုင်းကိုပါအောင်အသုံးပြုလို့ရနိုင်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုချစ်တဲ့တန်ဖိုးထားတဲ့ဂရုစိုက်တယ်ဆိုရင်အ ਨੇ ဆုံးတော့ခန္ဓာကိုယ်ထဲမှာလေပတ်နေတဲ့ကျန်းမာရေး system ကိုအဆင့်မြင့်တင်နေပါတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကကျန်းမာရေး system ကိုဖက်နှက်တရံဘိုးတော်မရှိတဲ့ငွေကြေးပမာဏနဲ့ပြုပြင်ခြေတထားမယ်ဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးကိုကိုယ်တိုင်ကလွဲရင်ဘယ်သူမှမဖြတ်စည်းနိုင်တော့ပါဘူးအဲ့ဒါကကိုယ့်အတွက်ကြီးနေပါတယ်အဲ့ဒါကြောင့်မို့လို့အမှန်တကယ်ကျန်းမာရေးကိုလိုလားသူတိုင်းအတွက်သွေးနယ်လေးကိုမျှတစေသောဝန်ဆောင်မှုတော့မဟုတ်ကျွန်တော်ရဲ့စွမ်းကြော်ကြ Bless and Air Balancing Service ကိုတတိယလိုက်ပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်အခုအပိုင်း2ကိုတင်ဆက်လုပ်ပြီးပါမယ်